မင်္ဂလာပါဒီနေ့သားရသမီးတွေနော်သားတို့သမီးတို့ကိုဗာပြောခြင်းလဲဆိုတော့စာဖတ်ပါဆိုတာကကျောင်းစာကြီးပဲပြောတာမဟုတ်ဘူးနော်သားတို့သမီးတို့တွေဟာအထူးတွေဘ ഹു တုတ္တရှိစေမဲ့စာပေတွေတုတ္တရတ္တစာပေတွေကိုလည်းပဲအချိန်ရရင်ရတယ်လို့ဖတ်ဖို့လိုတယ်ဖတ်ပြီးတော့တွေးဖို့လိုတယ်အဲ့ဒီအရာတွေနဲ့ကိုယ့်ဘဝကိုလည်းပဲချိတ်ဆက်ပြီးတော့နော်လက်တွေ့ဘဝနဲ့စာပေတွေနဲ့ကိုပေါင်းဆက်ပြီးတော့လဲတွေးတတ်ဖို့လိုတယ်ပြီးရင်အဲ့လိုတွေးပြီးတာနဲ့တပြိုင်နဲ့ကိုယ့်ရဲ့ရည်ရှိအတွက်ကိုနော်ပလန်တွေချမယ်ရည်ရွယ်ချက်တွေထားမယ်ပြီးတော့လက်ရှိကိုယ့်ရဲ့ရှင်သန်မှုကိုလည်းပဲဒီစာပေတွေအထက်အတိုင်းဘယ်လို control လုပ်ပြီးတော့ရှင်သန်သွားမလဲဘယ်လိုအားပေးပြီးရှင်သန်သွားမလဲနော်ဘယ်လိုစူးစမ်းပြီးတော့ရက်တီမလဲဆိုစာပေတွေမှာညွှန်ကြားထားတာရှိတယ်စာပေတွေမှာအားပေးထားတာရှိတယ်စာပေတွေမှာစီးရီပေါင်းတွေချပေးထားတာရှိတယ်နော်တချို့ចောင်းစာတော်တယ်နော်ခုနစင်းစင်းရဲရဲနဲ့ကြည်တွဲကိုဖြေလိုက်တယ်သူက၄ဘာသာရတယ်သူလည်း၄ဘာသာရတယ်သူလည်းစင်းရဲတာချင်းအတူတူပဲနော်သူလည်း၄ဘာသာရတာချင်းအတူတူပဲတချို့သူ၅ဘာသာရတယ်ပဲထောင်းစင်းစင်းရဲရဲနဲ့စူးစမ်းပြီးတော့အောင်မြင်မှုတွေရသွားတာချင်းအတူတူကိုဒီကလေးကြတော့ဝိုင်းအုံပြီးတော့နော်ဂရုစိုက်ခြင်းခံရတယ်ဆိုတာဘာကွာသွားလဲဆိုတော့ဒီစကားမှာကွာသွားတာနော်စကားအပြောအဆိုကစာဖတ်ထားတဲ့ကလေးနဲ့အပြင်စာဘ ഹു တုတ္တစာပေဒီဖတ်ထားတဲ့ကလေးနဲ့ကျောင်းစာကြီးပဲဖတ်ထားတဲ့ကလေးနဲ့ကွာသွားတယ်နော်အဲ့တော့အပြင်ဘ ഹു တုတ္တစာပေတွေကိုတုတ္တရတ္တစာပေဖတ်ထားတဲ့ကလေးကြတော့အဲ့ဒီစာပေတွေကသူတို့ဘဝဘလို့နေထိုင်ရမယ်ဘလို့ရွယ်ချက်တွေထားမယ်ဘလို့အားအင်းတွေကိုမွေးရမယ်စီးတွေပေါင်တွေကဘာတွေဆိုတာကို control လုပ်ဖို့အတွက်သူတခါတည်းပေးထားပြီးသားဖြစ်တော့ကလေးတွေကအဲ့ဒီစာပေနဲ့ဘဝကိုတခါတည်းကျင့်ညက်နေပေါင်းဆက်ထားပြီးတော့ကျင့်ညက်နေတော့သူတို့ကိုကြိုက်တဲ့အချိန်အင်တာသွားပြသူတို့ပြောတဲ့စကားကလူကြီးတွေပါပြန်မှတ်သားနေရရင်ပတ်တဲ့ကိုထိတယ်မျက်ရည်ဝဲတယ်ဆိုတာအဲ့ဒါနော်ဒါကြောင့်စာပေအခြေခံနဲ့ပြောတာဖြစ်တယ်အဲ့ဒီစာပေအခြေခံကလည်းကြက်ပြောတာမဟုတ်ဘူးဘဝတည်းကအရာကျင့်ညက်ပြီးသားအရာနော်ဘဝကိုစာပေနဲ့ကျင့်ညက်ထားတာဆိုတော့အဲ့တော့အဲ့ဒီအချိန်မှာအဲ့ကလေးတွေရေးတဲ့စာပေကလည်းအနှစ်ကြီးပဲဖြစ်နေတယ်မှာဟောပြောချင်တာလားနော်ဒါကြောင့်မလို့စာဖတ်ပါလို့ပြောတာနော်စာဖတ်ပါအဲ့ဒီစာပေကအရာရာကိုပြောင်းလဲသွားစေတယ်နော်အဲ့တော့ဝိုင်းဝန်းပြီးတော့စုချခြင်းခံရတာမတူဘူးဆိုတာဒါပါပဲချိမြောက်ခံရတာချင်းမတူဘူးဆိုတာအဲ့စကလုံးတွေပေါ်မူတည်တယ်စာပေအခန့်ရှိခြင်းမရှိခြင်းပေါ်ကိုမူတည်ပါတယ်နော်